မိတ်ဆွေတို့ပဲပညာရပ်ကိုပဲလေးလာခြင်းဒီ AI 2လေးနဲ့လေးလာလို့ရှိရင်မြန်ရှေ့ရောက်ပါလိမ့်မယ်ကိုက marketing ပဲဖြစ်ဖြစ် AI automation နဲ့ပတ်သက်ဖြစ်ဖြစ်ကိုယ့်လုပ်ငန်းတွေပဲဖြစ်ဖြစ်ကျွန်တော်လေးလာခြင်းလို့ရှိရင်ဒီ notebook LM ဆိုရဲ AI နဲ့ကိုကျွန်တော်ထည့်ပြီးမှလေးလာလို့ရပါတယ်ကျွန်တော်တို့က AI အသုံးချမှာကျွန်တော်ကိုဘယ်လိုတိုးတက်အောင်လုပ်လို့ရမလဲဆိုတာကျွန်တော် AI အသုံးချဘယ်လိုတိုးတက်အောင်လုပ်မလဲဒီငွေတွေဘယ်လိုတိုးတက်အောင်လုပ်မလဲဆိုတာကျွန်တော်ပြချင်တာပါဒါကြောင့်ဒီ video file ကို find လိုက်တာပါကျွန်တော်ဒီ notebook LM ကိုသုံးမယ်ဆိုရင် VPN လိုရပါတော့ VPN ဖွင့်ရမယ် browser မှာကျွန်တော် notebook LM ဆိုရိုက်လိုက်ပါကျွန်တော်တို့ရိုက်ပြီးသားမလို့အလွယ်တွေကိုဝင်လိုက်တော့မယ်ဒီမှာ तू ကဒီနေ့အသစ်ထုတ်တာရှိပြအခုရပိုင်းမှာထုတ်တာ short video file ထုတ်တာလေဒီကောင်းလေးကိုကျွန်တော်အရင်ပြမယ်ပြီးရင်ကျွန်တော်မြန်မာလူရတဲ့ explainer video file ကိုလည်းပြမယ်ကျွန်တော်တို့ကတခုကိုလုံးမဲ့ဟာကိုဒီကိုတုံးမဲ့ဟာကိုဒီကိုရဲ့ video file ပဲဖြစ်ဖြစ်တနေရာနဲ့ online နဲ့ယူလာတဲ့ video file ပဲဖြစ်ဖြစ်ဒီ edit store မှာထည့်ရမှာပါနော်ကျွန်တော် AI automation နဲ့ပတ်သက်မှာစမ်းကြည့်မယ် AI automation ကိုရိုက်ရှာလိုက်မယ် Google မှာဒီ video file တွေကိုထဲကိုသွားလိုက်မယ်ဒီဆိုတော့ဘာပဲဖြစ်ဖြစ်ပေါ့နော် digital marketing ကိုပဲဖြစ်ဖြစ် finance ကိုပဲဖြစ်ဖြစ်ဘာကိုပဲလေ့လာခြင်းအခုဒီတိုင်းပဲလေ့လာလို့ရတယ်လုပ်လို့ရတယ်ကျွန်တော်ဒီ AI automation နဲ့ပတ်သက်တဲ့ video file လေးတစ်ခုကိုရှာလိုက်မယ်ဒီ video file ဝင်ကြည့်လိုက်မယ်နော်ဒီ video file နဲ့ပတ်သက်ပြီးကျွန်တော်လုပ်လိုက်မယ်ဗျာ short video file လေးလုပ်လိုက်မယ် line မကောင်းတော့ခဏတော့စောင့်ပြအောင်ကျွန်တော်ဒီမှာ YouTube က video file လေးပေါ့နော် AI automation နဲ့ပတ်သက်ပြီးယူမှာဒီကောင် share နှိပ်လိုက် copy link ယူလိုက်မယ်ပြီးရင်ကျွန်တော် notebook LM နဲ့ပြန်သွားမယ်ကျွန်တော်ဒီမှာ edit ဆိုနေရာမှာနှိပ်ရမှာပေါ့နော် edit ဆိုမှာဒီမှာ website တွေ YouTube link တွေချလို့ရမယ် edit နေရာကိုချမယ် link copy paste လုပ်လိုက်မယ်ပြီးရင်ထည့်လိုက်မယ်ပေါ့နော်ဒီမှာကျွန်တော်ရှေ့မှာလုပ်ထားတယ်များနေတဲ့အတွက်ဘယ် video file မှမသိတော့ဘူးရောသွားပြီ select all ဆိုပြီးပေးထားလို့အကုန်လုံးဖြစ်နေတာပေါ့နော်ဒီသဘောတရား edit ဆိုနေရာမှာကျွန်တော်တို့လုပ်မယ်အကြောင်းအရာတစ်ခု video ပဲဖြစ်ဖြစ်စာပဲဖြစ်တစ်ခုပဲကျွန်တော်ကရွေးရမှာပေါ့နော်အမှန်ကြီးကြည့်ရမှာဒီမှာကျွန်တော်ဒီကောင်လေးကိုပဲ select ပေးမယ်နော်ကိုရွေးထားတယ်ကိုလုံးမဲ့ဗီဒီယိုမှန်တစ်ခုပဲ select ပေးမယ် select all ကိုဖြုတ်လိုက်ပါပြီးရင်ကိုလုံးထားတဲ့အကြောင်းအရာဒီဗီဒီယိုဖိုင်ကိုလုံးမှဖြစ်တာကိုပဲရွေးလိုက်ပါပြီးရင်ဗီဒီယို overview ကိုသွားပါဒီကျွန်တော် short form ရင်ထုတ်မယ် short form လေးကိုဝင်လိုက်ပါဒီမှာကျွန်တော်တို့ဒီစာရေးရမယ်ပေါ့နော်ကိုက AI automation နဲ့ပတ်သက်ပြီးမှထုတ်မှာဖြစ်တဲ့ AI automation video file လေးထုတ်ပေးပါဆိုရေးလိုက်မယ်မိတ်ဆွေတို့က marketing ပဲဖြစ်ဖြစ် business အကြောင်းအရာပဲဖြစ်ဖြစ်ဘယ်အကြောင်းအရာပဲဖြစ်ကိုတက်ထားတဲ့စာတင်နန်းပဲဖြစ်အကြောင်းအစာပဲဖြစ်ဖြစ်ကျွန်တော်တို့အတန်သွင်းမှဒီ notebook LM နဲ့ကိုလာထည့်လို့လည်းရတယ်ဒါမှမဟုတ်စာထည့်လို့လည်းရတယ်စာအုပ်ထည့်လို့လည်းရတယ်ပြီးရင် generate ကိုနှိပ်မှာပေါ့နော် generate ကိုနှိပ်လိုက်ပါ generate ကိုနှိပ်ပြီးဒီလိုအဝိုင်းလဲနေလိမ့်မယ်ပေါ့နော်ခဏတော့စောင့်ပြရတယ်ဗျ video file ထုတ်တာဖြစ်တဲ့အတွက်ရည်ဒီလိုပေါ်လာရင်ဟိုကျွန်တော်ဝင်ကြည့်လိုက်မယ်ဒီနေ့မှာနောက်က video file ကျွန်တော်မပိတ်လိုက်ဘူးပေါ့နော်နောက်က video file မပိတ်မိလိုက်ဘူးအဲ့ဒီ record ကြီးလုပ်တဲ့နေရာမှာကျွန်တော်မေ့သွားတယ်ရှေ့က comma လေးအတန်မိတ်ကလေးအတန်ဒီ short form ထုတ်ပေးတဲ့အတန်ဖြစ်ပါတယ် Imagine your customer support inbox gets a complicated multi-part complaint email. Traditional automation blindly scans that text for pre-programmed keywords to decide which department gets the ticket. But what if the customer mentions both a billing error and a refund request? Every business owner knows they need automation, but traditional software relies on rigid, static rules that can't adapt to nuance. ဒီမှာဒီ motion graphic လေးလည်းပါတယ်ပေါ့နော် motion graphic လေးလည်းပါတယ်တော့အဆင်ပြေတယ်ဗျဗီဒီယိုပိုင်း1မိနစ်စာပဲထုတ်ပြရကျွန်တော်ဒီအဆုံးထိ
ပြည့်စုံတော့မပြတော့နောက်ထပ် video file တစ်ခုထပ်ပြမယ်မြန်မာလိုရတဲ့ video file ဖြစ်တယ်ဒီကောင်အတူအရှိအတူကတော့ဒီမြန်မာလိုမရဘူးပေါ့နော် short form clear instructions and a simple connection. And the next part will make this even ဒီ clearer short form because ပိတ်လိုက်ပါ there's တော့ a long form reason video file that လေး this ပြမယ် approach feels ဒီ easier ကောင် than ကမြန်မာလို traditional ရတယ် automation ခုဒီ AI automation နောက်ပတ်သက်တဲ့ video file တစ်ခုပဲဒီကောင်ကိုကျွန်တော်တို့ video file link share ကနေယူလိုက်မယ်ဒီ video file တစ်ခုပဲထပ်မယ်ကျွန်တော်လေ့လာကြည့် AI automation နဲ့ပတ်သက်လို့ပေါ့နော် share ကနေ copy link ယူလိုက်ပါပြီး notebook LM စောစောကလိုပဲ address ဆိုသွားမယ်ကျွန်တော်တို့ဒီမှာ link ချလို့ရတဲ့ဟာကိုရွေးမယ်ပြီး install နေလိုက်ပါဒီမှာပထမထည့်ထားတဲ့ video file ကိုဖြုတ်မယ်ပေါ့နော်ဒီမှာကျွန်တော်ကခုနစောစောဒီကောင်မလုပ်တော့ဖြုတ်လိုက်ဒီကောင်ဖြုတ်လိုက်မယ်အခုမှထည့်တဲ့ video file ကိုပဲကျွန်တော်တို့ကလုံးမှာဖြစ်တယ်ဒီကောင်ကအမှန်ချစ်ပါပြီးရင်ကျွန်တော်တို့ဒီ video overview တွေကိုသွားမယ်ကျွန်တော် H planer ကိုရွေးလိုက်ပါဒီမှာကိုကြိုက်တဲ့ပုံစံထုတ်လို့ရတယ်ဒီဆိုတော့ကိုထုတ်ထားတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးမှစာသင်ခြင်းနဲ့ဆိုစာသင်ခြင်းအကြောင်းအရာတွေကိုနောက်ကပုံစံထွက်မဲ့ပုံစံယူလို့ရတော့ကျွန်တော်ဒီ class ပဲယူလိုက်ဘာသာစကားနေရာမှာလည်းကျွန်တော်မြန်မာရမယ်မြန်မာရွေးလိုက်မယ်မိဆိုတော့အင်္ဂလိပ်လိုလေးရတယ်ပေါ့နော်ဘယ်ဘာသာဖြစ်ဖြစ်ကိုကြိုက်တဲ့ရွေးလိုက်ပေါ့ကျွန်တော်မြန်မာလိုနဲ့စမ်းပြတာဖြစ်ပါတယ်ကျွန်တော်ဒီမှာစာရေးပေါ့နော်စာရေးပြီးမှ generate ကိုနှိပ်လိုက်မယ်ကျွန်တော်ကိုနေလိုက်ပြီးတော့ခဏ video file လုပ်နေမှာเนาะခဏတော့စောင့်ပြရမယ်ဗျကျွန်တော်ဒီမှာ video file ရပြီခဏစောင့်လို့ပြရเนาะခဏတော့စောင့်ပြရတယ်ဒီ long form video file ကျွန်တော်မြန်မာလိုထုတ်ထားတဲ့ video file ဒီကောင်လေးရွေးလိုက်မယ်အားလုံးပဲမင်္ဂလာပါဒီနေ့ရှင်းလင်းတင်ပြချက်လေးမှာတော့စီးပွားရေးလုပ်ငန်းရှင်တွေအတွက် AI အလုပ်စနစ်ကိုသုံးပြီးလုပ်ငန်းတာဝန်တွေကိုဘယ်လိုလွယ်ကူလွယ်ပြောင်းပေးနိုင်မလဲဆိုတာကိုလေ့လာသွားကြပါမယ်ဒီကတော့စီးပွားရေးတစ်ခုခုဥဆောင်ရတာထင်တယ်လို့မလွယ်ဘူးလေ email ထိုင်ပြန်တော့ data AI agents ကျွန်တော်တို့ကဒီ video file ကို download ဆွဲထားလို့လည်းရတယ်ဒီမှာဒီ download ကိုနှိပ်လိုက်ရင်ကိုယ့်ရဲ့ကွန်ပျူတာနဲ့လုပ်ထားဆိုကွန်ပျူတာနဲ့ရောက်သွားမှာပေါ့နော်ဖုန်းဆိုဖုန်းနဲ့ရောက်သွားမှာပေါ့ download နှိပ်လိုက်ပါဒီမှာလေးချက်ချင်းဖြေရလို့သဘောကျကိုယ့်အတွက်လည်းအလူရှုပ်တက်ထားတာပေါ့ကဲအခုဆိုရင်ဒီရှင်းလင်းတင်ပြချက်ရဲ့နောက်ဆုံးအပိုင်း6ကိုရောက်လာပါပြီ AI agent တွေဟာရိုးရှင်းတဲ့အလုပ်အလျောက်တွန့်ပြောင်မှုလေးတွေကနေတဆင့်အချက်လက်တွေကိုမမိပြီးစဉ်းစားဆင်ခြင်နိုင်စွမ်းရှိရဲ့ digital လက်ထောက်တွေအဖြစ်ဘလို့ပြောင်းလဲသွားလဲဆိုတာစက်ကြည့်ကြပါမယ်မညာ ဒီကောင်ပိတ်လိုက်မယ်ပိတ် audio view လည်းဝင်ကြည့်မယ်ဗျ audio view ထဲမှာဆိုရင်ကျွန်တော်တို့ကဒီမြန်မာလိုရွေးလို့ရရဲ့အတန်ပဲထုတ်ပေးမှာပေါ့နော် postcard အတန်ပုံစံမျိုးပေါ့နော်ကျွန်တော်အတန်နဲ့တူလို့ဆိုဒီ short ရွေးမယ်နည်းနည်းရှည်တာဆိုဒီ default long ပုံဆို long ပုံရွေးမယ်အောက်မှာလည်းစာရေးရမှာပေါ့နော်ကိုထုတ်ချင်တဲ့ပုံစံရေးလိုက်ပါပြီး generate နှုတ်လိုက်လို့ရှိရင် generate နှိပ်လိုက်ရင်ကျွန်တော်စာအတန် file ထုတ်ပေးမှာ video file မဟုတ်ပါဘူး audio ဆို audio နဲ့ပတ်သက်တာထုတ်ပေးမှာဖြစ်ပါတယ်ကျွန်တော်အခုဒီ video မှာဒီမှာ short file အသေးလေးပါလာလို့လဲ short file အရင်လုပ်ပေးလိုက်တာပါတော့ဘယ်လိုပေးနိုင်မလဲဆိုတာကိုလေ့လာသွားကြပါမယ်ဒီကတော့စီးပွားရေးတစ်ခုခုဥဆောင်ရတာထင်တယ်လို့မလွယ်ဘူးလေ email ထိုင်ပြန်တော့ data တွေကူးထိရအောင်နဲ့ထပ်ထပ် သူကတော့ဒီမှာ download ဆွဲနေရလေးပြီးသွားလို့ရှိရင်ဒီမှာ download နေရဝင်ကြည့်လိုက်လို့ရတယ်ပေါ့နော်ကျွန်တော်ဒီ video file ကိုလုပ်ပြရတဲ့ရည်ချက်ကတော့ကျွန်တော်ပထမမှာပြောခဲ့သလိုပဲကျွန်တော်တို့က AI ကိုအသုံးချပြီးမှကျွန်တော်တို့ရဲ့ဘဝတွေကိုကျွန်တော်တို့ရဲ့ဝင်ငွေတွေကိုမြင့်တင်လို့ရတယ်ဆိုတာပြချင်တာပါဒီ AI ကကျွန်တော်တို့မိတ်ဆွေတို့တိုင်းဘက်တွေတဲ့ရှုများများရောက်စီမှာဖြစ်ပါတယ်ကျွန်တော်တို့ကသင်ယူမှုများသင်ယူပြီးကျွန်တော်တို့ကဝင်ငွေတွေလည်းနောက်ကများဝင်ငွေတွေရလေလိုက်လာမှာဖြစ်ပါတယ်အဲ့ဒါဖြစ်ဖြစ်ဗီဒီယိုတွေကြည့်ကျင်တယ်ဆိုရင်ဆက်မှာ follow လုပ်ထားပါကျွန်တော်အကောင် subscribe လုပ်ထားပြီးပါ
အားလုံးပဲမင်္ဂလာပါဒီနေ့ရှင်းလင်းတင်ပြချက်လေးမှာတော့စီးပွားရေးလုပ်ငန်းရှင်တွေအတွက် AI အလိုအလုပ်စနစ်ကိုသုံးပြီးလုပ်ငန်းတာဝန်တွေကိုဘယ်လိုလွယ်လွယ်ကူကူလွယ်ပြောင်းပေးနိုင်